ဒရမာကြီးကနည်းနည်း emotional damage ဖြစ်သွားပြီဆိုတော့ထားပါတော့ကျွန်တော်အများဆုံးမေးကြတဲ့မေးခွန်းကတော့ကြီးပညာနဲ့တက်မူရန်ကြောင့်လုပ်လို့ရလားဆိုတဲ့မေးခွန်းပါပဲဆိုတော့ဒီမေးခွန်းဖြေရမှာနည်းနည်းတော့တာဝန်ကြီးတယ်ပေါ့ကျွန်တော်ရတယ်လို့ဖြေဒုက္ခတွေရောက်သွားမှာပေါ့ဆိုတော့မရဘူးလို့ဖြေရင်လည်းညှော်လင်းချက်တွေရိုက်ချိုးတယ်လို့ဖြစ်သွားမှာပေါ့ကျွန်တော်တို့ emotional damage ဖြစ်ကုန်လိုက်မယ်ဆိုတော့မရဘူးလို့တော့မပြောချင်တကယ်တော့ဘာမှမဆိုလုပ်လို့ရတာပဲလေအလုပ်ဟုတည်းများကုန်ရှိစွာတဲ့အလုပ်တစ်ခုနဲ့တူအောင်လုပ်ရမှာပေါ့ဆိုတော့ကိုကပကြီးပညာကိုလည်းယူတတ်တယ်ပကြီးပညာနဲ့လည်းအတတ်မွေးအောင်ကြောင်းလုပ်ချင်တယ်ဆိုရင်တော့ပကြီးပညာကကိုယ့်ရဲ့ဘဝရည်တည်မှုဖြစ်အောင်ယုံကြည်မှုရှိဖို့လိုတယ်ကျွမ်းကျင်မှုရှိဖို့လိုတယ်ပြီးတော့ကြီးပညာဆိုတာပကြီးကားကြီးပဲထိုင်ဆွဲနေဖို့မဟုတ်ဘူးပေါ့နော်ဆိုတော့ပကြီးနဲ့ဆက်ဆက်ပြီးဘာတွေလုပ်လို့ရမလဲဒီဇိုင်းဆွဲတာလားဥမာဒီဘက်ခေတ်မှာဆိုရင် story book ဆွဲတာတို့ animation လုပ်တာတို့ဆက်ပြီးတော့လုပ်ငန်းတွေအများကြီးလုပ်လို့ရတယ်ကွာတည်ရမလားကြီးဆွဲတယ်ဆိုရင်ပကြီးဆွဲတာတခုတည်းနဲ့ရက်တည်နေလို့တော့မရဘူးပေါ့ဒီနိုင်ငံမှာကပကြီးဆွဲတော့အလုပ်တစ်ခုလုံးမမြင်တဲ့လူတွေများတယ်လေပြီးတော့များသောအားဖြင့်လူကြီးမိဘတွေကလည်းပကြီးဆွဲတာနဲ့ရက်တည်ဖို့အားပေးကြမှာမဟုတ်ဘူးကွာဆိုတော့ sorry ပါဆိုတော့ပကြီးပညာနဲ့ရက်တည်ဖို့ရာကကိုယ့်ဘက်ကလည်းဘက်ဘက်ကနေပြည်စုံနေဖို့လိုတယ် perfect ဖြစ်နေဖို့လိုတယ်ချားလူတက်ပူပြီးတော့ကိုဖြစ်နေတဲ့ထူးခြားမှုမျိုးဖြစ်ဖို့လိုတယ်ပေါ့ကိုကလည်းအဲ့ဒီအတွက်ကိုယ့်ဘက်ကပေးနိုင်တဲ့ရည်ချင်း quality တခုကပြည့်မီဖို့လိုတယ်ပေါ့နော်ဆိုတော့ရက်တည်မယ်ဆိုရင်တော့ရက်တည်လို့ရပါတယ်ခက်ခဲမယ်ဒါပေမဲ့လည်းကိုကတောင်းလုံနေရပျော်လဲဆိုရင်အားလုံးဆင်ပြေတော့မှာပါဆိုတော့အားလုံးပဲ fighting ပါ